အမျိုးသမီးငယ်လေးဟာအစားအသောက်ပို့ဆောင်ရေးအလုပ်လုပ်ကိုင်ရင်းလွန်ခဲ့တဲ့တစ်လကတညတာအတူတူကုန်လွန်ခဲ့ဘူးသူနဲ့မမျှော်လင့်ပဲပြန်ဆုံခဲ့ပါတယ်။ထိုမျိုးသားဟာတကယ်တော့အလွန်ချမ်းသာတဲ့ဆရာတစ်ယောက်ဖြစ်ပြီးအမျိုးသမီးငယ်ကိုမြင်မြင်ချင်းပဲချက်ချင်းမမိကကားပေါ်ကိုခေါ်ဆောင်သွားခဲ့ပါတယ်။ကားပေါ်ရောက်တော့အမျိုးသမီးငယ်ရဲ့ဒူးမှာဒဏ်ရာရသွားတာကြောင့်ဆေးရုံကဆေးတေချာလူပေးပြီးနွေးနွေးထွေးထွေးဂရုစိုက်ပေးခဲ့ပါတယ်။ထို့သို့ကျင်နာတတ်တာကိုမြင်ပြီးတာဝန်ယူတတ်သူလို့ထင်ကမိမိမှာကိုယ်ဝင်ရှိနေတဲ့အကြောင်းပြောပြဖို့ပြင်လိုက်ပေမဲ့ကားထဲမှာကလေးကစားစရာအယုတ်ကိုတွေးလိုက်ရတဲ့အခါစီယုံမှာအိမ်အောင်နဲ့မိသားစုရှိနေပြီလို့မှားယွင်းထင်မြင်သွားခဲ့ပါတယ်။ဒါကြောင့်ထိုမျိုးသားရဲ့မိသားစုဘဝလေးမပျက်စီးစေချင်တာနဲ့ပဲကိုယ်ဝင်ရှိနေတဲ့အကြောင်းကိုလျှို့ဝှက်ထားဖို့ဆုံးဖြတ်လိုက်ပါတယ်နဲ့မိသားစုရဲ့တစ္ဆာဖောက်မှုထို့နောက်အမျိုးသမီးငယ်ဟာသူမစုဆောင်းထားတဲ့ပတ်စံတွေပျောက်ဆုံးနေတာကိုသိလိုက်ရပါတယ်။စီယုကဒေါ်လာ9သိန်းလောက်ပျောက်သွားတာလို့ထင်နေပေမဲ့တကယ်တော့ဒေါ်လာ9000နဲ့ပါ။ဒါဟာသူမအကြောင်းလကအတွက်ပင်ပန်းရှာဖွေထားတဲ့ပတ်စံဖြစ်ပြီးမိခင်ဖြစ်သူကတားငယ်ဖြစ်သူအတွက်တန်မိုးကြီးအဝတ်စားတွေဝယ်ပေးဖို့ခိုးယူသွားခဲ့တာဖြစ်ပါတယ်။အမျိုးသမီးငယ်ကအိမ်ပြန်ပြီးမေးမြန်းတဲ့အခါမိခင်ဖြစ်သူကနောက်တရယုံမျှမကပဲတားဖြစ်သူဘက်ကကာကွယ်ပြောဆိုကသူမကိုအသက်ကြီးအမျိုးသားတစ်ယောက်နဲ့အတင်းအာရမထိမ်းများပေးဖို့စ조사ခဲ့ပါတယ်။မျိုးသမီးငယ်ကငင်းဆန်ခဲ့တာကြောင့်အိမ်ပေါ်ကနေအပြက်မောင်းထုတ်ခြင်းခံလိုက်ရပြီးလမ်းပေါ်မှာကုကေရမဲ့လေးလွင့်နေခဲ့ရပါတယ်။3အခွင့်အရေးတဲ့တန်တရားများအမျိုးသမီးငယ်လမ်းပေါ်မှာဒုက္ခရောက်နေချိန်မှာပဲဆရာကအချိန်ကရောက်ရှိလာပြီးကုတ်အင်ကြီးခြုံပေးကကျင်နာစွာဆောင်းလျှောက်ပေးခဲ့ပါတယ်။အိမ်အောင်ရှိသူလို့ထင်ထားတာကြောင့်ဝင်မလေးစေခြင်းပဲအပြင်မှာအိမ်ငားနေဖို့ပြောပေမဲ့ချီယုကတလောက်ကိုဒေါ်လာ1000ရမဲ့အလုပ်ခွင့်ရေးတစ်ခုပေးခဲ့တာကြောင့်ဝမ်းသာအားရလက်ခံလိုက်ပါတယ်။ထို့ကုမ္ပဏီကိုပြန်ရောက်လို့ကားပေါ်ကအစင်းမှာကိုဝင်စစ်ဆေးထားတဲ့အစီရင်ခံစာကြံခဲ့တာကိုစီယုကတွေ့ရှိသွားပြီးကလေးဟာမိမိရဲ့ကလေးဖြစ်နိုင်တယ်လို့စတင်တန်တရားဝင်လာခဲ့ပါတယ်။ဇက်ရှိန်မြင့်တက်လာခြင်းအတူအယောင်ရှေးဟောင်းပစ္စည်းနဲ့အမှန်တရားထွက်ပေါ်လာခြင်းစီယိုရဲ့ဘွားဖြစ်သူဟာအမျိုးသမီးငယ်ရဲ့စိတ်ဓာတ်ကိုစမ်းသပ်ဖို့အတွက်တန်ရှင်းရေးဝန်ထမ်းအဖြစ်ဟန်ဆောင်ပြီးကုမ္ပဏီကိုရောက်ရှိလာခဲ့ပါတယ်။ထို့သို့စမ်းသပ်နေစဉ်အတွင်းနှလုံးရောဂါထဖောက်ခြင်းဘွားဟာလူတစ်ယောက်နဲ့တိုက်မိပြီးလဲကျသွားရာကနှလုံးရောဂါထဖောက်လာခဲ့ပါတယ်။ဆေးပလင်းလေးအဝေးကိုလိမ့်ထွက်သွားချိန်မှာမကောင်းကြံသူအမျိုးသမီးကကူညီဖို့ငင်းဆန်ယုံတင်မကပဲဆေးပလင်းကိုပိုဝေးသွားအောင်ကန်ထုတ်ပစ်ခဲ့ပါတယ်။ကံကောင်းစွာနဲ့အမျိုးသမီးငယ်ကအချိန်မီတွေ့ရှိသွားပြီးဘွားရဲ့အသက်ကိုကယ်တင်ပေးနိုင်ခဲ့ပါတယ်။ဆွဆွဲပြစ်တင်ခံရခြင်းထိုမကောင်းကြံသူအမျိုးသမီးဟာပန်းအိုးကိုမတော်တဆခွဲမိသွားပြီးနောက်အမိုက်ပုံးမှောက်ကျထားတဲ့ဘွားပေါ်အပြစ်ပုံချက$9သန်းလျှော်ကြေးတောင်းခဲ့ပါတယ်။ကျွမ်းကျင်စွာဖော်ထုတ်ခြင်းတက္ကသိုလ်မှာရှေးဟောင်းပစ္စည်းစစ်ဆေးအကဲဖြတ်ခြင်းပညာရပ်ကိုသင်ယူခဲ့မှုတဲ့အမျိုးသမီးငယ်ကပန်းအိုးပွဲစတွေကိုကြည့်ပြီးဒါဟာတန်မိုးနဲ့အတူအယောင်မျှတာဖြစ်ကြောင်းဖော်ထုတ်လိုက်ပါတယ်။ဇလန်းပေါက်သွားမှာကြောက်ရွံ့သွားတဲ့မကောင်းကြံသူအမျိုးသမီးကအမျိုးသမီးငယ်ကိုရုံးခန်းထဲကထွက်သွားဖို့နဲ့ဘွားကိုလျှော်ကြေးပေးဖို့အတင်းကျပ်အော်ဟစ်မောင်းထုတ်ပါတော့တယ်။အလှည့်အပြောင်းအောက်ထပ်မှာဘွားအစင်မပြေဖြစ်နေကြောင်းတွင်ရမှုကစီယူထန်သတင်းပို့လိုက်တာကြောင့်စီယိုကအမြန်ဆုံးဆင်းလာခဲ့ပါတယ်။လုံခြုံရေးတွေကသူတို့နှစ်ယောက်ကိုအပြင်ထုတ်ဖို့ပြင်နေချိန်မှာဘွားကသူမဟာစီယိုရဲ့အဖွားဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ညီသူကမျှမယုံကြည်ကြပါဘူး။လုံခြုံရေးတွေကဖမ်းဆွဲထုတ်တော့မဲ့အချိန်မှာပဲစီယိုဟာအချိန်မီရောက်ရှိလာခဲ့ပါတယ်။